မင်္ဂလာပါတဘာဝဆောက်ရှောက်သူတို့ရေဈေးရုံတွားရတဲ့သူတွေဒီဗီဒီယိုကိုကြည့်တင်တယ်စူပါမားကတ်ကဟင်းသီးဟင်းရွက်တွေဝယ်စားနေရတာကျမရေးအတွက်လုံလောက်ပြီလားအဖြေကမလုံလောက်ဘူးသူတေသနာရဟင်းသီးဟင်းရွက်ကိုရိတ်သိမ့်ပြီး24နာရီအတွင်းမှာဗီတာမင် C ရဲ့90%ဆုံးရှုံးပါတယ်3ရက်ကြာရင်80%ကျော်ဆုံးရှုံးပါတယ်စူပါမားကတ်ကဟင်းသီးဟင်းရွက်တွေကရိတ်ပြီးအကြဆုံး9-9ရက်ကြာမှရောက်တာအဲ့ဒီခါအဓိကဗီတာမင်ဓာတ်တွေအများကြီးဆုံးရှုံးသွားပြီ။ဒါကြောင့်စူပါမားကတ်ကဟင်းသီးဟင်းရွက်တွေဝယ်စားရုံနဲ့ကိုလိုအပ်တဲ့ဗီတာမင်ဓာတ်ကိုအပြည့်အဝမရနိုင်ဘူး။အဖေကတော့ကိုယ်တိုင်စိုက်ပျိုးခြင်းမှာရိတ်သိမ်းပြီးတနအီတွင်းစားလို့ရရင်ဗီတာမင်90%ထက်ရရှိပါတယ်။ဒါကတော့ဟင်းသီးဟင်းရွက်တစ်မျိုးချင်းစီရဲ့ကျန်းမာရေးအကျိုးကျေးဇူးများ။ဟင်းသီးဟင်းရွက်တစ်သီးဗီတာမင်ကျန်းမာရေးအကျိုးယောဂကာကွယ်ခရမ်းကျင်သီး C A လိုက်ကိုပင်အသားအရည်မျက်လုံးကင်ဆာနှလုံးဟင်းနုနယ် K A iron အယူသွေးအယူပွားယောဂမုံလာဥနီ A beta carotene မျက်လုံးညဘက်မျက်ရှိကံနေယုတ်သီး C လိမ္မောထမ်းများကိုခန့်အားအေးမီတုတ်ကွေးချက်သွန်ပြူ Ellison သွေးပေါင်းနှလုံးသွေးတိုး cholesterol ကော်ဘီထုတ် C K fiberအစာချေဥမကြီးကင်ဆာပဲဒီဇိန် folate fiber အာယုံကြောမွေးရပါချို့ရွယ်တရက်သီး A C အသားအရေးပြားဥမင်နနွဲ curcumin ရောင်ရမ်းမှုအစစ်အမြစ်ရောင်ရှားဆောင်လက်ပတ် E B12 အနုဇီဝအစာအိမ်နာတနေ့တာအတွက်လိုအပ်တဲ့ဟင်းသီးဟင်းရွက်ပမာဏWHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကတနေ့ကိုဟင်းသီးဟင်းရွက်အနည်းဆုံး400 gram ငါးပွဲစာစားသုံးဖို့အကြံပြုထားပါတယ်။ကိုယ်တိုင်ဆိုင်ရင်ဘယ်လောက်နေရလို့လဲ။ဟင်းနွယ်တစ်ပွဲစာအိုးတစ်လုံးကတင်းပေါက်မှာခရမ်းကျင်တစ်ပွဲစာအပင်တစ်ပင်အိုးလက်တစ်လုံးဆလက်တစ်ပွဲစာအပင်တစ်ပင်ပြိုးပန်းတစ်ခန့်ငရုတ်တစ်ပွဲစာအပင်တစ်သေးအိုးသေးတစ်လုံးနန်းနမင်တစ်ပွဲစာအိုးတစ်လုံးပတင်းပေါက်မှာလာသာဆောင်ဒါမှမဟုတ်အိမ်အောင်ဖေးနေရအနေငယ်နဲ့မိသားစုတစ်စုလုံးတစ်လုံးလောက်စိုက်လို့ရပါတယ်။ဒါမဲ့ကိုယ်တိုင်စိုက်ပျိုးခြင်းကဗီတာမင်ဓာတ်တွေပဲမဟုတ်ပါဘူး။မြေစီလွာတဲ့လက်နစ်လိုက်တိုင်းဆေးဖိစီးမှုတွေပြေရောသွားတယ်။အပင်ငယ်လေးတရက်ချာကြီးထွားလာတာကိုကြည့်ရတာပျော်စရာပါ။ကိုယ်တိုင်စိုက်ထားတဲ့ဟင်းရွက်ကိုကိုယ်တိုင်ချက်စားရတဲ့ကျေနပ်မှုကဘယ်အရာနဲ့မှမလဲနိုင်ပါဘူး။တဘာဝဆောက်ရှောက်သူ Nature Guardian ဆိုတာမြေကြီးကိုချစ်တဲ့သူကိုကျမ်းမာရေးကိုတန်ဖိုးထားတဲ့သူရိုးရိုးရှင်းရှင်းနေထိုင်ခြင်းတဲ့သူပါ။မြေစီလွာကျမ်းမာရင်ကိုကျမ်းမာမယ်။တဘာဝနဲ့နီးရင်စိတ်အေးမယ်။နေ့စဉ်9မိနစ်စာငါတို့တူသင်ယူပြီးကိုယ်တိုင်စိုက်ပျိုးတတ်တဲ့သဘာဝဆောက်ရှောက်သူတယောက်ဖြစ်အောင်လမ်းပြပေးပါမယ်။ Follow လုပ်ထားနော်